Vicky မွေးနေ့ရောက်ပေါ်55ရက်ပဲလို့တော့ guys It's insane အရင်မြန်တယ်တစ်နှစ်မွေးနေ့လေးနဲ့ပတ်သက်ပြီးတော့ America မှာမွေးနေ့ဆိုလို့ရှိရင်ကိုမွေးနေ့မှာသူများတွေကကိုကျွေးရတယ်သူများမွေးနေ့မှာကိုကသူများတွေကိုကျွေးရတယ်အဲ့ဒါ do you guys know that yeah တကယ် culture shock ဘယ်လိုလဲဆိုလို့ရှိရင်ကိုကအမြဲတမ်းကိုရဲ့မြန်မာပြည်မှာဆိုလို့ရှိရင် okay တကယ်ချင်းမွေးနေ့သွားစားမယ်ပြင်ဆင်သွားစားမယ်လက်ဆောင်လေးပေးလိုက်မယ်ဒါပေမဲ့ငါပြန်စားလာမယ်အဲ့လိုမျိုးမရဘူးဆိုတော့ပုံစံလေးကမွေးနေ့ရှင်ရ1ယောက်ကိုကတငယ်ချင်း6ယောက်စားရဲဆိုလို့ရှိရင်ဆိုအားလုံး9ယောက်ပေါ့နော်အဲ့တငယ်ချင်း6ယောက်ကနေပြီးတော့မွေးနေ့ရှင်ကိုအားလုံးသူတို့လည်း divide လုပ်တယ်မွေးနေ့ရှင်ကိုလည်းကျွေးတယ်ပေါ့နော်ကျွေးလို့ရှိရင်တော့ကိုကသူ့ဘိုးလေးပါကိုကနည်းနည်းပို့တွက်ပေးတာပေါ့နော်ကိုပဲအကုန်လုံးပေးစရာတော့မလိုဘူးကိုနဲ့သူနဲ့2ယောက်တည်းသွားလို့ရှိရင်တော့ယူကုန်ရှင်းရမှာပေါ့နော်အဲ့လိုမျိုးမွေးနေ့ဆိုတာသူ့ရဲ့ concept လေးကကိုကသူများမွေးနေ့ဆိုလို့ရှိရင်ကိုကသူတို့ပျော်စေခြင်းနဲ့ကိုကပဲကျွေးရတယ်အဲ့လိုပုံစံမျိုးလေးပေါ့နော် okay it's your day you are special အဲ့လိုမျိုးဖြစ်စေခြင်းနဲ့ feeling လေးဆိုတော့ it does make sense เนาะကြည်နူးစရာculture လေးလို့ပဲပြောမှာပေါ့နော်မြန်မာပြည်မှာကြတော့ကိုရီးယား youth စုဖြစ်မွေးနေ့ဆိုတာကိုကအလှူလုပ်တာကိုကနေပြီးတော့ပဲကျွေးတယ်မွေးတယ်ပြင်သူများစီကလည်းဘာမှမလို့ကျွန်တော်လက်ဆောင်မယူလာနဲ့ဒါပေမဲ့ Vicky ကကြတော့ Vicky နေ့မှာဆိုလို့ရှိရင် Vicky ကအလှူပဲလုပ်ချင်တယ် Vicky ကကျွေးချင်တယ်အဲ့လိုရန်ကုန်ထုံးစံအရာပဲကျွေးရကွာကိုမွေးနေ့မှာကျွေးမယ်လို့ပြောလိုက်တဲ့အချိန်မှာသူတို့ကအရင် shock ဖြစ်သွားတယ်ဘာဖြစ်လို့ဆိုတော့သူတို့ကကျွေးမယ်ဆိုတာကိုသူတို့က okay မွေးနေ့လာပြီဆိုလို့ရှိရင်သူတို့ကပေးမယ်သူတို့ကျွေးမယ်ဆိုတာကိုသူတို့ကအုံတော်မှာရိတ်ထည့်ပြီးသားဖြစ်တဲ့အတွက်ကြောင့်သူတို့ကလေဟဲတဲ့ဟုတ်လို့လားတဲ့ငါတို့ကျွေးမှလေးတဲ့နင်မွေးနေ့တဲ့နင်မကျွေးအောင်အတင်းရှင်းတာအဲ့လိုဖြူတွေဆိုတော့လေမဟုတ်ဘူးဒါငါကျွေးရမှကျင်တတ်မှာဒါငါကျွေးမယ်အဲ့လိုမျိုးပဲ Vicky ကအမြဲအဲ့လိုမျိုးလုပ်နေကြဒါဟာသလေးတွေပေါ့နော်သူများရဲ့ထုံးစံလေးတွေကို Vicky ရှင်းပြတာဖြစ်ပါတယ်ဆိုတော့သူတို့ကမွေးနေ့ရှင်ဖြစ်လို့ရှိရင် American ဆန်နဲ့မွေးနေ့ရှင်လားဗမာဆန်နဲ့မွေးနေ့ရှင်လား comment ထဲမှာရေးပေးထား okay love you guys